မှာကနေ့နိုင်ငံပေါင်း199နိုင်ငံရှိတယ်တဝက်ပြည့်အောင်အခရာမရှိဘူးအကုန်လုံးကမှင်းညမ်းပြီးရေးကြရတာတပည့်တော်တို့မြန်မာအခရာ2000ကျော်3000ဝန်းကျင်ရှိပြီကိုယ့်အကိုသုံးလာတာကိုယ့်အခရာနဲ့ကိုအထီးကိုနဲ့ကိုခြေကန်းလောက်တယ်နေမဟုတ်ဘူးအခရာအသာကိုယ့်အခရာနဲ့ကိုစကားအသံနဲ့ကိုဗျာအလွန်ယဉ်ကျေးမှုစင်တန်းမြင့်တဲ့နိုင်ငံကြီးတပည့်တော်တို့လက်ထက်ကြမှာအဖက်ဘက်ကအောက်ကြနောက်ကြဖြစ်ကဲအဲ့ဒါဆိုဒီတော့မြန်မာသားဘယ်ချိန်လောက်ကတည်ထွင်ခဲ့တာလဲနည်းနည်းလေးပြောကြည့်ပါအောင်ဗျာအခုမိုင်းတန်ဖိုးတင်ဒါတွေကတန်ကြေးဖြတ်လို့မရတန်ကြေးဖြတ်လို့မရအဲ့တော့ဒီပြတို့စာပေဆိုတဲ့ဟာကိုလာခဲ့ဖို့ကဒီပြတို့နိုင်ငံဘယ်လောက်ခြီခဲ့ပြီလဲလို့ပြောတာခဏအရှေ့တောင်အာရှနိုင်ငံတွေကိုကြည့်မလေးရှားအခရာမရှိဘူးစင်ကာပူအခရာမရှိဘူးအင်ဒိုနီးရှားအခရာမရှိဘူးထိုင်းတို့မြန်မာတို့ရှိတယ်ထိုင်းတို့မြန်မာတို့ရှိတယ်ကာကြီးတို့ခါခွေးတို့ဆိုဒီပြတို့ကရေးလိုက်တယ်တရေခစ်တရားခစ်နဲ့ရေးတာရှော့တော့မတွက်နဲ့မြန်မာတွေကနော်အဲ့ဒါဒီပြတို့ရာသာကုမာလာကြောက်သားဆိုတာအားလုံးကြားဘူးလားဗျာစာဗန်မျိုးနဲ့ရေးထားတော့ပြောကြည့်ပါအောင်ဗျာမြန်မာမောပြူပါဠိပြူမောမြန်မာပါဠိ၄မျိုးနဲ့ရေးမထားဘူးလားအဲ့ဒါကပြူသာဆိုတာကစီယိုပလက်တန်ပြောခဲ့တာမြန်မာအချင်းချင်းပြောမြန်မာပညာရှင်တွေပြောတာမဟုတ်ဘူးပြင်သစ်ကပညာရှင်ကပြောတာသူက MI6 အင်္ဂလိပ်လက်ဝေကန်သမိုင်းထက်ဂျေစလူဆိုတာအမေရိကန်လက်ဝေကန် CIA ဘက်ကသမိုင်းဆရာမြန်မာပြည်ကိုကိုလိုနီနဲ့ချက်တဲ့ကအမျိုးသားရေးသိတဲ့တွေပါနှိမ်လို့ရအောင်ဖြိလို့ရအောင်သမိုင်းကိုဖျက်ထားခဲ့သူတို့ရေးတဲ့အရေးတွေပြူမမြန်မာပါဠိဆိုတာပြူစားမဟုတ်ဘူးရှေးဟောင်းမြန်မာသားရှေးဦးမြန်မာသားလို့ခေါ်တယ်ပြူဆိုတာမြန်မာပြည်မှာပြူဆိုတာမြန်မာပဲပြူနဲ့မြန်မာနဲ့ဘာကြောင့်ခွဲလိုက်တော့လဲမြန်မာတွေကအနော်ရထားခေတ်လောက်ရောက်မှာဟိုကြောက်ဆက်လွင်ပြင်ကြီးမှာဟိုမြန်မာရှေ့တောင်အရှေ့မြောက်ပိုင်းကနေမြင်းနေစီးလာပြီးတော့လူရိုင်းနေလူမျိုးတုံးတက်ပြီးတော့မြန်မာရဲ့လို့ဘယင်းဒီနန်းဆိုင်တယ်ဆိုပြီးတော့အနော်ရထားလက်ထက်လောက်မှာမြန်မာဆတာတက်ဖြတ်ခဲ့တာတကောင်အဘိယသာဆိုတာတက်မြန်မာတွေကဖျားနဲ့အမျိုးတော်ခြင်းလို့ရေးထားတာပါလို့ဒီလိုပြောတဲ့ဂျေစုကဘလောက်ရိုင်းနေဆိုဟုတ်လားအဲ့လိုမျိုးတပည့်တော်တို့ကခံခဲ့ရတာနော်ပြောဘုန်းကြီးတွေကဘာသာရေးနဲ့လည်းမသိတမိုင်းဆိုတာလည်းမသိဆိုတဲ့အခါကျတော့တပည့်တော်တို့ကလူတွေဘလို့ဥဆောင်ဟုတ်လားဗျာနော်အဲ့ဒါတွေကတပည့်တော်အထောက်အထားတွေရှိပါတယ်ခုနကဒီတော့ဗီဒီယို edit လုပ်တော့အဲ့ဒါတွေကုန်ကောက်ထည့်ဒီအထောက်အထားတွေငါပြောတဲ့ဟာတွေဘိုးခိုင်းမအောင်ကြည့်တဲ့သူတွေဒီအထောက်အထားတွေကိုတွေ့ရအောင်အင်္ဂလိပ်လိုရေးထားတဲ့ဟာတွေရောမြန်မာလိုရေးထားတဲ့ဟာတွေရောကောက်ထည့်လိုက်တယ်တပည့်တော်တို့အဲ့လိုခိုင်းပါခဲ့တဲ့ဟာဟန်လဲမှာလည်းဟန်လဲမှာတင်ချိုင်းကုန်းမှာရေးထားတဲ့ကြောက်စာတွေရှိတယ်ဆိုတော့ပြင်းတဲ့အခရာကိုသုံးနေပြီအခရာကိုသုံးနေပြီတပည့်တော်တို့ယဉ်ကျေးမှုဘလောက်မြင့်လဲဆိုတာပြောချင်တာကမ္ဘာမှာကနေ့နိုင်ငံပေါင်း199နိုင်ငံရှိတယ်တဝက်ပြည့်အောင်အခရာမရှိဘူးအကုန်လုံးကမှင်းညမ်းပြီးရေးကြရတာတပည့်တော်တို့မြန်မာအခရာ2000ကျော်3000ဝန်းကျင်ရှိပြီကိုယ့်အကိုသုံးလာတာကိုယ့်အခရာနဲ့ကိုအထီးကိုနဲ့ကိုခြေကန်းလောက်တယ်နေမဟုတ်ဘူးအခရာအသာကိုယ့်အခရာနဲ့ကိုစကားအသံနဲ့ကိုဗျာအလွန်ယဉ်ကျေးမှုစင်တန်းမြင့်တဲ့နိုင်ငံကြီးတပည့်တော်တို့လက်ထက်ကြမှာအဖက်ဘက်ကအောက်ကြနောက်ကြဖြစ်ကဲအဲ့ဒါဆိုဒီတော့မြန်မာသားဘယ်ချိန်လောက်ကတည်ထွင်ခဲ့တာလဲနည်းနည်းလေးပြောကြည့်ပါအောင်ဗျာအခုရှင်များတို့သိကြတယ်မြန်မာသားဘယ်ချိန်မှာတည်ထွင်တယ်လို့ယူဆလဲကြားဘူးလားဗျာမကြောက်ဘူးဆိုဒီတော့ဘုဟုတုတပြောတော့ပါမြန်မာသားဟာသရုတ်ထပကံလောက်မှထွန်းကားလာတယ်သူတို့အင်အားမကြည့်သေးဘူးရှေးဖေမောင်တင်ပြောတဲ့မြန်မာစာပေသမိုင်းဆိုတဲ့စာအုပ်ရှိတယ်ကြမ်းညွှန်းတာတော့ဗျာနော်မြန်မာစာပေသမိုင်းရှေးဖေမောင်တင်ခရစ်ယာန်ကြီးနော်ခရစ်ယာန်ကြီးဒါပေမဲ့အထသာလိနီနဲ့ဝိသုဒ္ဓိမတ်ကိုအင်္ဂလိပ်လိုဘာသာပြန်ပြီးတော့ကဘာကိုဗုဒ္ဓဘာသာဖြန့်တာအဲ့ဒီဆရာကြီးဒီမာဂန္ဓဆရာဘုရားရဲ့လေးသားတယ်ဒီဆရာကြီးဖေမောင်တင်သူကတော့ခရစ်ယာန်ပဲကျေးဇူးများတယ်နော်တော့အဲ့မြန်မာသားပေသမိုင်းမှာတော့သူကမြန်မာသားပေဟာရာသာကုမာလာကြောက်စာကိုကြည့်မယ်ဆိုရင်မြန်မာသားပေဟာဖွံ့ဖြိုးခဲ့တာမကြသေးဘူးလို့ယူဆဆရာကြီးဖေမောင်တင်တို့ရဲ့တပည့်ဆရာမင်းသူဝင်တို့ကြတော့ဆရာတော်ကြီးတို့အုပ်စုကြတော့မြန်မာသားပေဟာသရုပ်ရပကံအစောပိုင်းလောက်ကဖွံ့ဖြိုးခဲ့တယ်လို့ယူဆသူတို့ကဘာကိုကြည့်ပြောတာဆိုတော့ရာသာကုမာလာကြောက်စာကိုကြည့်ရင်အဲ့မှာရေးတဲ့ကြောက်စာအရေးသားတွေကဝါကြတိဆောက်ဖို့နေတော်တော်ကောင်းနေဟုတ်လားအဲ့ဝါကြတိဆောက်ဖို့တွေကိုကြည့်မယ်ဆိုရင်လွန်ခဲ့တဲ့နှစ်100နဲ့အထက်ကဖြစ်နိုင်တယ်လို့ဒီလိုမျိုးယူဆအဲ့တော့သာဝတ္ထုထက်ညွှန်းပါပဲဗျာတပည့်တော်စာပေအကြောင်းပြောတာဖြစ်တဲ့နော်စာအုပ်ညွှန်းပြီးပြောပါမယ်ဗျာယတ္တစာပေအဖွင့်ဏိဒံစာအုပ်ညွှန်းတာပါယတ္တစာပေအဖွင့်ဏိဒံစိတ်ကူးချွတ်ချွတ်ကပြန်ထုတ်ပါတယ်ဆရာမင်းသူဝင်မှာအခုနကမြန်မာစာပေသမိုင်းအဲ့ဒါဆိုတော့ဒီမြန်မာစာပေကိုဗကံခေတ်မှာပါဠိစာကတော့ဗကံခေတ်ကသွားနေပြီတေခေတ်တရားနဲ့အာကောင်းခဲ့တဲ့ပါဠိစာပြောချင်တာဖျားသာမြန်မာတွေကဗဇတ်ထွက်နှုတ်ဖြစ်တကဘာလုံးရှင်များတို့ကဘာလှည့်ပြီးတော့သင်နေတာတွေကဘာမှာလေ့လာမှုပါ
နော်တာကိုပီပီတန်းတယွတ်နိုင်တာမြန်မာပဲရှိတယ်ပါဠိတော်တန်ခါဆိုတဲ့ဟာကိုမြန်မာပဲပီပီတန်းတယွတ်နိုင်တယ်တာကိဝေအနွယ်တွေပဲဒီသကလုံးကိုပြီးတယ်တကဘာလုံးမှာဘယ်နိုင်ငံမှမပြီးဘူးအဲ့ဒါဒီလိုပီပီတန်းတရဲရဲကြီးတန်ခါလို့ထွက်ပါဗျာဆန်ခါဆိုပြီးတော့ကမ္ဘာနာမည်နဲ့လိုက်ပြီးတော့သူ့နေရာနဲ့သူဆိုတော့တမျိုးပေါ့ဗျာတချို့ကမြန်မာပြည်မှာလာပြီးဆန်ခါလုံးချင်နေတာဒီတော့ကြိုက်ဘူးဟုတ်တော့မလားရှင်ပြရဆန်ခါတော့မပြီးလို့ရွတ်တာဗျာတန်ခါလို့တဆိုတဲ့အတန်ကိုဒန္တထံပြဟုတ်လားထံကတိုင်းပရဲ့တပြည့်လို့ဒန္တထံဗျာကိုပီပီတန်းတသွားနဲ့တိပြီးတော့ထိပြီးတော့ရွတ်နိုင်တာမြန်မာပဲရှိတာကီမျိုးတွေမို့လို့ဒါကြောင့်ရဲရဲရွတ်ပါတန်ခါလို့ပဲရွတ်ပါဟုတ်ပလားနော်အဲ့တော့ကမောကလည်းပီပီတန်းတဖတ်နိုင်တာတော့မြန်မာပဲရှိအလုံးနဲ့ဂုံစရာကောင်းပါတယ်ဘာမှဂုံမငယ်ဘူးဗျအဲ့တော့ဘုရားရဲ့အမျိုးတွေဖြစ်တဲ့တပြည့်တို့အခုဆိုရင်နီပေါပေါ့နီပေါနိုင်ငံတောင်ပိုင်းပေါ့အခုကပလိဝတ်ဒေဝထဒေသဝင်းကျင်မှာရှိတဲ့ထဲတဲ့လူတွေကဘုရားရဲ့အမျိုးအနွယ်တွေကသကလုံးပေါင်း1000ကျော်ခုချိန်ဒီမြန်မာတွေနဲ့တူးနေတယ်ဘယ်လောက်တော့ဗျာ9နံပါတ်5သူတွေ9ပဲခေါ်တယ်ရေတွေက9လဲသူတွေလည်း9ပဲခေါ်တယ်လမ်းဆိုရင်သူတွေလမ်းပဲပြောတယ်အဲ့လိုတူးနေတဲ့သကလုံးတွေ1000ဝန်းကျင်လောက်ရှိတယ်အဲ့တော့တပည့်တော်တို့ကမြန်မာသာပေကိုစရုဒ္ဓပကံမှာဖွံ့ဖြိုးအောင်လုပ်တော့မယ်အနော်ဒါကအဲ့ဒီအတွက်ပံ့ပိုးတယ်စပိုးနီးလုတ်တဲ့ဘယင်းတွေလိုတယ်ဗျသူ့ရဲ့ရှိစုတ်ကလေးကရှင်ဗျာမယားကိစ္စတွေနဲ့ဗျာများနေရလေသူစုတ်ကလေးတို့အနော်ဒါတို့ရဲ့ဖေးကြတော့လေတိတ်အတုံးမကြပကံသမိုင်းမှာထူးထူးချွတ်ချွတ်ဘယင်းမဟုတ်ဘူးအဲ့မှာကိုးကွယ်မှုတွေလည်းရော်ဒီရောရရင်ရမှုတွေကလည်းရှုပ်ရှုပ်ထွေးထွေးဟိန္ဒူတွေရောဘာတွေရောရှင်ဗျာအဲ့လိုမျိုးတွေကိုးကွယ်နေကြတာဆိုတဲ့အခါအနော်ဒါလက်ထိုက်ကြတော့တိုင်းပြည်တနိုင်ငံလုံးကိုစူးစီးတယ်တိုင်းရင်းသားလက်နက်ကိုင်တွေဘာတွေမထားဘူးအကုန်လုံးကို organize လုပ်တယ်ဒါကြောင့်ပထမမြန်မာနိုင်ငံတော်ဆိုတနိုင်ငံလုံးကိုစူးစီးတယ်စူးစီးပြီးတဲ့အခါကျတော့အဲ့ဒါဆိုမြန်မာနိုင်ငံလုံးကိုလွှမ်းခြုံတဲ့ရုံသုံးစကားဆိုတာရှိရရုံသုံးစကားဆိုတာရှိရ legally ပေါ့ဗျာတရားဝင်ပေါ့အစိုးရရဲ့ရုံသုံးစကားဆိုတာရှိအဲ့ဒီအတွက်စကားတီထွင်တဲ့အခါမြန်မာသားပေကိုဖွံ့ဖြိုးလာဖို့ပံ့ပိုးတယ်ဒါကြောင့်အနော်ရရဲ့ပံ့ပိုးမှုတွေများဗျမြန်မာသားပေဟာအရှိန်ကိုကောင်းလာအနော်ရထားရေးခဲ့တဲ့ကြောက်စာပင်းဆက်ကလမှာဗျာဒီပြီးတော့ဟိုနေ့ရမှာတရားဟောခဲ့တယ်အဲ့မှာအခုကြောက်စာကြီးခုရည်နေရှိတယ်ပြီးတော့စာတွေကမထင်ရှားတော့ငွေကြောက်စာကြီးရှိတယ်အဲ့ကြောက်စာမြန်မာသားရေးကြောက်စာအနော်ရထားကိုလည်းရေးခဲ့တဲ့ကြောက်စာ1069လောက်ကထင်တယ်ဒီတော့ခုနှစ်တက်ကလေးမသေးကြလို့ရေးခဲ့တဲ့ကြောက်စာမြန်မာသားတွေကိုဖွံ့ဖြိုးအောင်လုပ်မယ်ဆိုတော့မြန်မာသားတွေတက်တွေအင်အားမရှိဘူးအခရာတွေမစောဘူးအင်အားမရှိဘူးအဲ့ဒီတော့ဘာလုပ်လဲဆိုတော့အိန္ဒိယတောင်ပိုင်းရေထုံဖြစ်တဲ့ဗြဟ္မဏီအခရာအသောခခေဗုဒ္ဓခေကသုံးခဲ့တဲ့အခရာရှိတယ်နောက်ပါဠိအခရာအဲ့ထဲနေပြီးတော့ပါဠိအခရာနဲ့ဗြဟ္မဏီအခရာတွေကိုပေါင်းပြီးတော့မြန်မာသားတွေကိုတီထွင်ခဲ့တယ်အဲ့မှာဒီလိုတော့ပါဠိသားကနေမွေးသားထားတာမြန်မာသားဆိုတာဘယ်သားကိုမွေးသားထားတာဗျာပါဠိသားကိုမွေးသားတယ်ဒီတော့သကလုံးလေးလုံးပြောမယ်ဝါသနာဆိုတာဘာတော့ဗျာမြန်မာလိုအရှင်မြပြန်စရာလိုသေးလားတန်းပြီးတော့ကိုနားလေတာခေတ်ဆက်သက်တော့အဲ့ဒါမြန်မာစကားဟုတ်လားမဟုတ်ဘူးနော်ဝါသနာဆိုတာအလေးကျင့်ဟုတ်တယ်မလားနေ့စဉ်ဆိုနေဆာတူဝဆိုတဲ့တရားတွေပြောင်းတော့တာရုပ်တို့နာမ်တို့ဟုတ်လားအများကြီးလေးတပြည့်တို့အဲ့လိုမျိုးစကလုံးပေါင်း4000ကျော်ရှိမွေးသားတာစာအုပ်တော့ညွှန်းပါပါဗျာကိုယ်တိုင်ဖတ်ကြဗျာနော်ပါဠိတက်ဟောတာပြီးတယ်အဲ့ဒါတပြည့်တို့ဆရာကြီးတကုံဥထုံးမြင့်ရေးပါတယ်စိတ်ကူးချွတ်ချွတ်ကထုတ်တယ်ပါဠိတက်ဟောတာပြီးတယ်သိကောင်းတာရှင်များတို့ဒီစာနဲ့ပေနဲ့တက်တူလူလှုပ်ချင်တော့ဖတ်ထားကြဗျာအပြီးမဖတ်နိုင်တော့ဒါကိုကားကျမ်းစာအနေနဲ့ရှိရဝါသကမှာဖတ်တာကိုကားကျမ်းစာအနေနဲ့တော့ပါဠိတက်ဩဟာရအဘိဓမ္မာဥထုံးမြင့်တကုံဥထုံးမြင့်လူမိုက်ဆိုလင်းရှောင်းသွေးလဲလို့တော့ဆရာကြီးကကြပြလေးတွေကြပြတယ်ပဲကမလဲအဲ့ဒါကြီးကသူ့သေသနာကျန်ရင်တကယ်ခမ်းနာတာရက်ဆက်တယ်နော်စာမျက်နှာ900ကျော်လောက်ပါတယ်ဗျတပည့်တော်ဒီမှာရှိတယ်နော်ပါဠိတက်ဟောတယ်ဒီစာကြီးတိုင်းမှာလည်းတပည့်တော်ထည့်ပေးထားတယ်ရှင်များတို့စာကြီးတိုင်းမှာလည်းရှိနောက်တစ်ခုဝကြတိစပုံနဲ့ပတ်သက်ပြီးတော့ခန်းခန်းနာနာသိဖို့လည်းလိုတယ်အဲ့ဒါဆိုရင်ဒီလိုစာအုပ်တော့ညွှန်းမယ်ဩရထပကသနီဒုတိယကျော်အောင်စာသားဆရာတော်ဘုရားကြီးရေးတယ်စေကုချူချူကထုတ်တယ်ဩဟာရထပကသနီဩရထပကသနီအဲ့ဒါတော့ဝကြတိစပုံ sentence တိစပုံမြန်မာရဲ့ဝကြတိစပုံတွေကိုခေဆက်ဆက်ဝကြတိစပုံတွေနဲ့ဗာနဲ့ပတ်သက်ပြီးတော့တရားသီကန်းတွေဗာတွေပြောကောင်းကောင်းရတာပေါ့ဗျအဲ့ဒါနော်ဩရထပကသနီဖြတ်ဩဟာရထဘကနေဒုတိယကျော်အောင်ဆန္ဒဆရာတော်ဘုရားကြီးဒုတိယကျော်အောင်ဆန္ဒဆရာဒီလိုအခုစကိုင်းမဟာကဏ္ဍကိုဗျာနော်ဒီခုတာမျိုးမဟာကဏ္ဍဝန်ခံနေလေဒီဘက်ကရက်ကအဲ့ဒါဒုတိယကျော်အောင်ဆန္ဒဆရာတော်ဘုရားကြီးကျောင်းဗျာအဲ့ဒါဩဟာရထဘကနေနောက်တစ်ခုတစ်ခါတည်းညွှန်းလိုက်မယ်ဗျာဩဟာရလီနထဘကတနီဒါကလှေတင်းတွင်းမင်းကြီးရေးတယ်
အဲ့ဒီမှာတော့ဘာပြောမလဲဆိုတော့ယောက်ျား